သမတန္တယရဏဂေဟိဒေဝတံဂေသူတေသကံအနန္တနေယပတ္တနံဗုဒ္ဓံဝန္ဒာမအာတရံယရဏဂေသတုဒ္ဓသတ္တာဒါနတွင်ခေါ်ရွှေကြောင်းတော်၌သမတန္တံအဘိဓမ္မာခုနှစ်ကျမ်းလွန်တင်ဆန်းသည့်ရွှေကြောင်းတော်မြတ်ကိုသာဝိညုတာဗုဒ္ဓတဖြင့်ခုနှစ်ပတ်လုံးမပြတ်သုံးသတ်တော်မူပါဗေဒသောဒေဝတံဂေမေရောမိနာတာအမှုတာ၍ခါစားရောက်လာတောင်းစကဝါမနတ်မြမာပေါင်းသူတော်ကောင်းတို့ကိုအနန္တနယပဋ္ဌာနံအဘိဓမ္မာခုနှစ်ကျမ်းအဝင်ပါမဟာပကရဏတွင်ခေါ်အနန္တနယပဋ္ဌာန်းကျမ်းတော်ကြီးကိုသူရေတကံနတ်တို့နေယဝတိသမဗန္ဓုကပလာများကြောက်ပြ၌ဝါတွင်သုံးလခါသမယဝေမြွာတုပ်ဘောဟောကြားတော်မူပါဗေဒသောဗုဒ္ဓံသဗ္ဗညုတကုံကိုလုံးခြုံသည့်လုံးစုံတတ္တဝနတ်မြမာပေါင်းတို့ထက်တူပဲပြိုင်ကင်းတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည်အာတရံကာယဝစီမနတိသုံးရတို့ဖြင့်မပြစဉ်လူကြည်လျိုသေးစွာဝန္ဒာမသာသနာတော်အရှိခံ၍တည်တံ့စေရန်မြတ်တိတ်တံဖြင့်အဖန်ဖန်ကြည်နူး၍ရှိခိုးပူမျောလိုက်ကြပါကုန်၏အရှင်ဘုရားသဗ္ဗနာရံသိတာဝန္တံသက္ကဝါလပရံပရံယာဝိဇ္ဇတနာသံဝိဇ္ဇံဓမ္မံဝန္ဒမအာတရံသက္ကဝါလပရံပရံလေးကျွန်းတမြတ်မို့ဥဒဟောခေါ်ညာဆုံးပိုက်ချမရှိတေသဟတိမဟာသဟတိလောကတကြီးနှင့်တကဝစัจ java လာဆင့်ဆင့်တိုင်အောင်သဗ္ဗနာရံတိဒါဝန္တံညိုရွှေနီပြူမောင်းမှုတဲ့ချက်ပြူပြူပြက်ပြက်တလက်လက်သောရောင်ချီတော်တို့ဤပျော်မြူတတ်တဲ့အောင်တဲ့နှင့်တဲ့ဘွယ်မကဇတာကာသာဆုံးစားမရှိအောင်ပြေးသွားခြင်းရှိ၍ယာဝိဇတနာသံဝိဇံပဋ္ဌံဒေသနာဟောတိကာမယနေ့ကြအောင်မူလပဂတိ